Ha. No. Sakit no, sakit ada, sakit no. 哦，这边嘛，接着呢，再买一条。Hello, အားလုံးပဲမင်္ဂလာပါဗျ။ဒီကနေ့မှလည်းပေါ့ပေါ့ချက်ချက်ကြီးစဟာသားလေးတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ထုံးစံတိုင်းဒီစံမကောင်းတဲ့စကားလုံးတွေနဲ့အမြဲတင်ဆက်ပေးနေတော့ကြာကြီးပဲဖြစ်ပါတယ်ဗျ။ Okay ကျွန်တော်တို့ဒီစကြည့်လိုက်ကြအောင်ပါနော်။ Let's go. ဒီနှခမ်းမွေးမိုးစင်ကိုကျွန်တော်လုံးဝမချိနိုင်ဘူးနော်ပြီးတော့သပင်လည်းကျွန်တော်လုံးဝမညက်ဘူး အားဆိုရှင်ကဘာလုပ်မှာလဲ အခုလိုလေကျွန်တော်ကြိုက်တာလို့ပြတယ် ခွေးစီညက်ပေးလိုက်ပါဗျာ 有人 ကလေးလေးချစ်စရာလေး ဒီမှာဟိုတိုင်းနံပါတ်24ကဘယ်နားလေးမှာလဲမသိဘူး။အော်ဒီဘက်မှာကျေးဇူးနော်ကျမကြီးတို့။ကျမကြီးလို့ပြောတာလေ ဘလို့ကိုလိုက်စီဘလို့ကိုလိုက်တယ်ကျေးဇူးပဲကျမကြီးတော့နော်ဘလို့မျိုးကြီးလေးကနော်ဘယ်ဘက်ကခေါ်တယ်လဲမသိဘူးကျမကြီးတွေတဲ့ 是牙呀呀， ။ခိုင်းရလို့လေဗျခဲတော့ရန်ကုန်မြို့မှာအဲ့လိုပဲခုံနေကြမယ် ဟုတ်တယ်လေ ။ဟာလာနောက်မနေပါနဲ့ကျမကြီးတို့ကလည်း အာ sorry ခင်ဗျားတို့ကျုပ်ဘာပြောမိလို့လဲကျမကြီးတို့ကလည်းဗျာ တရားကြီးရဲ့နော် ။ဘာလဲရဲ့ အဲ့လောက်တည်းရိုက်မှာတော့သိပြီပေါ့ ခင်ဗျားတို့ကလည်းဗျာဘလို့ကြီးလဲ 知道吗？哎，我这妈不了，这妈你了。ဟုတ်တယ်ဦးကြီးအဲ့မတင်တော့ဒီမောက်လာလိုက်တာ ဟုတ်လားမင်းကသူတို့ပြမကြီးကိုခေါ်တယ် ဟုတ်တယ်ခင်ဗျာ 啊，没瓜，他妈你过去了，没不够这么。 ဒါဒီလိုရှိတယ်ဗျခွေးကြီးอ่ะ 不能过来， ခွေးကြီးလို့ကွာ နော်ကိုဖို့တိုက်ခေါ်လိုက်လို့ရှိရင်စောက်ဆန်းကြီးတွေကြီးပဲနော်ဗာလဲကျွေးကြီးဘေးကလာတာလေလို့ 他有了，没几了被人好的，要说谁，他就过来。 နော်မပြောဆိုဆင်ချင်း ကိုခွေးကြီးရတယ်ကျုပ်ကျွမ်းတဲ့စကားပြောမယ်ဗျာ 你那不能过来了， ကျွမ်းလို့ခေါ်လိုက်တာ နော် 他没面啊， ရန်ကုန်စတိုင်ရန်ကုန်စတိုင် 好紧着。 ဘုန်းကြီးတို့တွေ့ရတယ်ဗျာကျုပ်ကစစ်စလုံးနဲ့ကျွဲလို့ခေါ်တာဗျာ ရဲဆွမ်းကပို့လိုက်မင်းသွားလိုက်တော့မင်းသွားလိုက်တော့ အားလည်းဗျာကျုပ်ဘာလို့လို့လဲကျွဲကြီး 没没来，没没来，没来跟我好啥的。 အရင်ကလည်းဟိုနေပါလေဗျာကျုပ်ပြန်တော့ပြန်ပါမယ်ကျေးဇူးတင်ပါတယ်ဗျာဟိုခွေးကြီးရဲ့ကျွဲကြီးမကြပါလေကျုပ်ပြောင်း နော်သေလို့တောင်ရနေပြီပေါ်တွေက 给，俺们买了点了。 ဟုတ်ကဲ့ပါတကယ် 包ခွင့်မပြောင်းနဲ့နော် ဟာနော်ပတ်စံ9000ကိုမြင်တာနဲ့ကိုယ့်ရဲ့ဘေးနားမှာရှိတဲ့တငယ်ချင်းကိုအတင်းတွန်းလေးပလိုက်တာနော် को जरा सबर करो बोला धक्का मुक्की नहीं कर နော်ပတ်စံ9000နဲ့မတန်ဘူးဗျာ What the fuck ဟာသေးပြီနော်ကိုကောက်လိုက်တာပတ်စံ9000လေး
အဲ့ဒီမစေခံတော့ပြတော့3000တဲ့ထိတာပဲဤမှာပေါ့ငါဆိုလေဤမှာပေါ့ယူကျင်ဟာပတ်စံငါတော့ Oh God please no no ဒီဗီဒီယိုလေးကတော့ဘယ်သူကဆရာကြီးလေးပေါ့နော်ဒီဗီဒီယိုလေးကြည့်ပြီးတော့ဘယ်သူကဆရာကြီးလဲနော်ဘယ်သူကဆရာကြီးမဟုတ်ဘူးလဲဆိုတာပေါ့နော်ဆက်ကြည့်ကြမယ်ဟာနော်စကေးနော်စကေးအဲ့ဒါစကေးနော်ကြားတော့တယ်မတစ်လုံးနှလုံးပြန်ကောက်ဖြစ်လိုက်တယ်နော်နော်ဘယ်သူကဆရာကြီးလဲဆိုတာကိုဖြေသွားပေးခဲ့ကြပါအောင်ဗျအပြင်းပြေလေးပေါ့ အဲ့ဆိုဟာမြကလာ တိုက်စီက9000ခါပါ9000ပေးတော့ တက်စီက9000 အဲ့တော့ခပ်ဖာခေါပေးရမသေးလားအဲ့ရလဲဆိုင်ရော နော် ပေးရမယ်လေရှင်ခါပေးခါဆိုတာစစ်ပြုတ်ကြိုက်မှခါပေးခါဆိုလေရှင်သိစမကူညာလေအဲ့ဒါဆိုတော့အသေးအောင်မခိုင်းစမ်းပါသေးရပေးတော့ မောအတိုက်စီလွယ်အမရေနားစိတ်ကနော်ခေါ်လို့စီ ရှင်နော် ဒါလေးကတော့ဟိုဟာမြိတ်သူနဲ့ဒဝေသားပေါ့နော်စကားပြောတာလေးကတမျိုးကြီးဗျမနေ့ကနားထောင်ရတယ်တိုက်တော့နားမလည်ဘူး ရိုင်း လာပြီကိုတဝေလေးလာပြီ ဝါဘင်းမျိုးလို့ရောလို့ရဝဲနေရလဲပူဆိုးဝဲအော်ဝဲရောနာချီရောဝဲရောလာရောမလဲမသိ တက်စီလေးငါမရဘူးအေးလာပြီ ဝါ တိုက်စီလာပြီတိုက်စီ တိုက်စီတော့လား အေး တိုက်စီတော့မလား အေးတိုက်စီဘောဝဲ နောက်တော့ ငေါဝဲနာချီရောဥမြလေးပါချန်ဝေါဆို ဦးမြလေးပတ်ချလား အေး အဲ့ဒါဆိုတော့မယ်လေ နေပါဦးနန်းတို့ဘီမောဟမျိုးစံနူမိမောလေးတိုက်စီဆွဲနေကြလား အဆဆဲမဘာဒီကိုကဲမရောက်တော့နဲ့အောင်စီမြတာမင်းမငါလေးတိုက်စီဆွဲနေမတီးရလား ဒီဝဲမိမီတော့မနာကွယ်ဝဲတိုက်စီလမလဲရန်လို့ကဆဆ တက် တူ စီသမားလေးရလို့ ဆက် နော် တော့မယ်မေပူရကြတော့ဘာလဲပြောတယ်မတီးရ လာပြီးတော့ကြောတဲ့အတွက်ကြောင့်ကဲမင်းတို့က9ယောက်ဆိုတော့တယောက်ကို9000လမ်းမှာတော့ပါ အပေးချင်းချက်တရားကို9000မုံဖို့ပေးတာကိုဂျိုကြီး လမ်းမှာကောက်ရပါလေဗျာ နော်လမ်းမှာကောင်းရပါစေတဲ့တကယ်ကြီးပေးတာမှမဟုတ်တာပါလေတော့ခိုးခံလိုက်ရလို့တဲ့လူကြီးလာတိုင်တာတဲ့โอเคအဲ့ဒါဆိုရင်ဘယ်လိုဆက်တိုင်မလဲဆက်ကြည့်လိုက်ကြအောင်နော် အမေမင်းရဲ့မှာပြောရတော့မေ အမေတော့ပြောက်တာနော်တချင်းလေးနဲ့ ကြီးစကားပြောရရအမေမင်းရဲ့မှာပြောရတော့မေ တချင်းလေးနဲ့ ကပြော
ကျွန်တော်တို့လေတော်မှာမကျွန်တော်တို့လိုလေတော်မှာမအားထားရတာကနွားကနှကောင် နော်ဟိုဇက်ကောင်းကွေးလာတာလားမသိဘူးနော်ဟိုဇက်တချင်းလေးနဲ့ နွားနှစ်ကောင်ရုပ်မှရတာတစ်ကောင်နဲ့ရုပ်လို့ရမလား မဟုတ်ပါဘူးဗျာကျွန်တော်ပြောတဲ့စကားလေးကိုသူနားတော့ပြီးအောင်ကြီး ငိုချင်းလာပြီငိုချင်းလာပြီ ဟုတ်ပါပြီ နားတော့ပြီး ဒီစမကွာနားတော့ ကျွန်တော်တို့လေသမားမအားထားရတာကနွားကနှကောင်အဲ့ဒီနွားနှကောင်ကျမရဲ့စုကျွန်တော်နွားကိုဟိုးရာကြောင့်ကိုယူနေပြီနော်တော့ပြောက်တာကိုလာတိုင်တာတဲ့ဘာများဖြစ်တာလဲလို့ရိုးတဲ့နဲ့မတိုင်ဘူးနော်ကြည့်ရတာဟိုဇက်ကောင်းကွေးလာတာနဲ့တူတယ်နော်ဇက်သချင်းတွေပါလေဆိုပြီးတော့လာတိုင်တာစပစ်ရှယ်လာတိုင်တာ အလို့ရအလို့မအောင်လေဒီတော့ကွာ ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံမယ်အားလုံးပဲတတာ